အခုဆိုရင်သူက sharing ရဲ့တန်ဖိုးကိုသိလာတယ်။တရားနဲ့တရားကို sharing လုပ်တတ်လာတယ်။ ဟုတ်ပါပါလေ။ ဟုတ်မင်္ဂလာပါချေ။ ပထမဦးဆုံးမမေနာမည်လေးနဲ့တသားလေးရဲ့နာမည်လေးကိုမိတ်ဆက်ပေးပါအောင်ရှင်။ ဟုတ်ကဲ့ကျမနာမည်ကတော့ပွင့်ကြည့်နိုင်တယ်မှာအောင်လေးရဲ့မိမိပါရှင်။ ဟုတ်ကဲ့ဒီချက် UD Preschool ကိုဘယ်ကနေတရှိပြီးတော့မိမိရဲ့ကလေးအတွက်ဘာကြောင့်ရွေးချယ်ခဲ့တဲ့အကြောင်းရင်းလေးကိုလည်းပြောပြပေးပါအောင်ရှင်။တသားနှစ်ခွဲလောက်အချိန်ကနေစပြီးတော့ပေါ့နော်။တသားကိုဒီအပြင်လောကနဲ့ချစ်တွေ့ဖို့တော့ဆိုပြီးတော့အကြောင်းကိုစပြီးရွေးချယ်ခဲ့တာပေါ့နော်။အဲ့လိုရွေးချယ်တဲ့အခါမှာတသားအတွက်ညီမကဒီစိတ်ပိုင်းဆိုင်ရာရောဒီကိုယ်ပိုင်းဆိုင်ရာရောအကုန်လုံးပေါ့နော်။လုံးချုံမှုရှိစေမယ့်အကြောင်းကိုတေချာလိုက်လံပြီးတော့ဆောင်ရွက်ပြီးတော့ရွေးချယ်ခဲ့တယ်ပေါ့နော်။အဲ့လိုရွေးချယ်တဲ့အခါမှာ live ဆောင်ခိုင်းနေတဲ့ဒီ teacher school ရဲ့ page ကိုတွေ့တယ်။အမှဆိုရင်ကလေးရဲ့ daily activity တွေကိုလည်းတွေ့ရတယ်ပေါ့နော်။တခြားမိဘတွေရဲ့ feedback တွေကိုလည်းပြန်ပြီးတော့တောင်းကြည့်တာပေါ့နော်။ teacher school မှာဆိုတော့အဲ့လိုမျိုးအခါမှာကိုယ့်ရဲ့သားလေးအတွက်ကိုတေချာလုံးချုံဖိတ်ချရပြီးတော့ကောင်းမွန်တဲ့ result တွေရမယ်ဆိုရင် feedback ကိုရလို့ရွေးချယ်ဖြစ်တာပါဟုတ်ကဲ့လေတသားလေးကြောင်းတက်ခဲ့တဲ့အချိန်ကာလရောဘယ်လောက်ရှိပြီလဲရှင်တသားလေးက3နှစ်လောက်ကနေစတက်တာဆိုအခုဆိုရင်2နှစ်ရှိပါပြီဟုတ်ကဲ့ကြောင်းတက်ပြီးနောက်ကလေးမှာဘာတိုးတက်ပြောင်းလဲမှုတွေတွေ့မြင်ရပါတယ်မမေကလေးကိုကြောင်းတက်ပြီးတဲ့နောက်မှာဘာတိုးတက်ပြောင်းလဲမှုတွေတွေ့ရတယ်ဆိုလို့ရှိရင်သူကအဓိကဟိုအရင်ကအိမ်မှာဟိုကကလေးကိုတူးနေရှိတာပေါ့နော်အခုဆိုရင်သူက sharing ရဲ့တန်ဖိုးကိုသိလာတယ်တရားနဲ့တရားကို sharing လုပ်တတ်လာတယ်ပြီးလို့ရှိရင်ကြိုးစားဖွင့်ခြင်းမှုတွေကိုသူကဆွေးနွေးတတ်လာတယ်ပေါ့နော်ဒီမှာဆုံးဖို့သူကောင်းသိလာခဲ့တယ်ဘယ်ဟာကလုံးရမှာဖြစ်လို့ဘယ်ဟာမလုံးတင်တဲ့ဟာလေးသိလာခဲ့တယ်ပြီးလို့ရှိရင်သူကပေါ့နော်ဒီပညာရေးပိုင်းဆိုင်ရာမဟုတ်ဘဲနဲ့ဒီခါလေးတောက်ပိုင်းဆိုင်ရာလုံးတင်တာမလုံးတင်တာလူကြီးတွေနဲ့ဟိုဘယ်လိုဆက်ဆံရမှာလဲပြီးလို့ရှိရင်အထိမ်းအမှတ်နည်းရည်အကုန်လုံးကိုသူ့အနေနဲ့သိလာခဲ့တဲ့အဓိကအရန်ကိုကျင်းနေရတာကတော့ဘယ်ရမဆိုဘယ်ဟာကအနေရရှိပြီးမလုပ်တင်ဘူးဘယ်သူ့ပေါ်မှာဟိုဘယ်လိုမဆက်ဆံတင်ဘူးဟိုကောက်ကောင်းဒူးရတုံးကိုကောက်ကောင်းသိလာတာပေါ့ရှင်ဟုတ်ဒီချက် UD Preschool မှာပေါ့နော်မိမိတို့ရဲ့ကလေးငယ်လေးများကိုထားဖို့ရည်ရွယ်ထားတယ်ပြပြမိမိတို့အတွက်လည်းဖိတ်ခေါ်စကားလေးပြောပြပါအောင်ရှင်လေဟုတ်ညီမကတော့ပေါ့နော်ဟိုကိုယ့်ရဲ့သားလေးကိုကဒီမှာနှစ်တိပေါ့နော်နှစ်တိထားခဲ့ပြီးသွားပြီဆိုတော့ဆက်ယူ preschool မှာထားချင်တဲ့ဖေဖေမေမေကိုပြောချင်တာကတော့တကယ်လို့ပေါ့နော်ကိုယ့်ရဲ့ကလေးတွေကပြောရမှဆိုရင်ညီမတို့ကဒီနှစ်ခွဲလောက်ထိကကလေးတွေကိုကိုယ့်ရဲ့ရင်ခွင်ထဲမှာပဲထားခဲ့ရပါတော့ပထမဦးဆုံးကိုယ့်ရဲ့ရင်ခွင်ကနေထုတ်ပြီးတော့လူလောကနဲ့ဖတ်သူမဲ့ပထမကြောင်ကအရင်အရေးကြီးတာပေါ့နော်အဲ့ခါကျရင်တော့လို့ဟိုဒီချေတွေကလည်းကလေးတွေကိုမိဘရဲ့မိဘပေါ့နော်ဟိုဂရုစိုက်နိုင်တယ်ကလေးတွေလည်းတိုးတက်ကြောင်းတွေကိုလည်းအသေးစိတ်ဆွေးနွေးပြုစုနိုင်တယ်ဆိုတဲ့အတွက်ကြောင့်မို့လို့ Cherry School ကိုထားပေးဖြစ်ချင်ပါတယ်လုံးဝကိုကလေးရဲ့တိုးတက်ကြောင်းဒူးအန်တုံးအနေရရှိတဲ့ကိစ္စတွေပညာရေးနဲ့ပတ်သက်တဲ့အတွေ့အခေါ်တွေအကုန်လုံးရတဲ့အတွက်ကြောင့်မို့လို့ Cherry School ကိုရေးကြီးအမခံပြီးရွေးချယ်ပါတယ်လို့ကျွန်တော်ဘက်ကလည်းရေးကြီးအမခံပေးပါတယ်လို့အခုလိုဖြေချပေးတဲ့အတွက်မိမိကိုကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါ